သွားငါစိတ်ညစ်တယ်ငါပိတ်မသွားငါနေမကောင်းအကြီးအကျယ်ဖြစ်တယ်ငါပိတ်မသွားမစားနိုင်မတောက်နိုင်တဲ့အနေထားတွေရှိခဲ့တယ်ငါပိတ်မသွားငါဒီဘယ်တော့မှပိတ်မသွားတဖြည်းဖြည်းနဲ့နောက်ပိုင်းကျတော့စဉ်းစားတော့တယောက်ယောက်များအောက်လမ်းနဲ့လှုပ်ထားလို့ငါမပထားလို့ငါမပိတ်နာလားငါ့ကိုမဝဝတမင်လှုပ်ထားတာလားဘာဟဲ့ငါရင်နဲ့ဝင်ကြည့်ရန်ပေါ်လေးဝက်လာလို့လားဟုတ်တယ်စိုက်ဘက်လောက်လဲ38ချစ်ရပေါ့ဟာဘာပြောနေရလဲငါရင်နဲ့မှာချစ်ရရှိတယ်လို့ပြောတာမသိဘူးလေဟာဒီငါ့ကိုတကယ်ရှင်ရင်ငါပြောရလိုက်နာမယ်နော်ပြောလေကိုကြိုးစားကြည့်အရင်မတောက်ရဘူးဆက်လက်မတောက်ရဘူးမိမမလိုက်စားရဘူးလိမ့်မပြောရဘူးစီကနဲ့ညားလိုက်တာကြံနေရနော်လက်စားရင်ကုန်အပ်ရမယ်ည10နိုင်ထွက်နေပြင်မထွက်ရဘူးမလေးဟင်ပြောရယောက်ျားရှာတွေ့ရင်ပြောသားမှာအေးငါလည်းအဲ့ယောက်ျားကိုယူရှင်လို့အပြိုတော့ကလှတယ်အခုမလှတော့ဘူးရွဲနေပြီအော်ရှင်းမစက်ကိုရွှေချထားမယ်နော်ပြောတတ်တယ်အပြိုတော့ကလှမှာပေါ့အပြိုလူလူထွတ်ထွတ်လေးကိုထားပြီးခုနစ်သားသမီးနှစ်ကောင်မွေးထုတ်ထားမှာဒီခန္ဓာကိုယ်ကြီးကလှပါတော့မလားတင်းရင်လာတော့မလားရွဲပြဲဒါတော့ပါပေါ့အဲ့ဒါမိတောင်ဘူးအော်ပါတရားတတ်တရားပါဘူးဘွားကြီးစားပြီးနားမလဲတဲ့ချွဲချွဲနွဲ့နွဲ့မိန်းကလေးတွေလည်းမပါဘူးခါခါရရနေပြတဲ့မိန်းကလေးတွေလည်းမပါဘူးဆွဲဆောင်မှုရှိရှိနေပြတတ်တဲ့မိန်းကလေးတွေလည်းမပါပြန်ဘူးငါကလေကန့်လိုက်ကြီးဖြစ်နေတာကိုစကားကိုယုံမှာပေါ့ငါလည်းငါစကားကိုငါယုံမှာပေါ့ဒီနေ့နင်ကကိုယုံတာပဲဟုတ်ဒီလိုမင်းမဖေတော့ပါယုံနေကြကျုံလို့ကြရင်လည်းရှုံနဲ့ပေါ့ကိုကရှမ်းပြည်တောင်ပေါ်သားမှာချစ်ရတောင်ရတော့မလုံးတက်ပြီမင်းတောင်လာရင်တော့လုံးတက်တောင်ရတော့မလုံးတက်ပြီမင်းတောင်လာရင်တော့လုံးI'm sorry. I'm so sorry. They hear, bro. မမတို့ကခေါ်လာဟစ်တလာမသိမ်းနိုင်တဲ့ကဘာချောင်းမမသိမ်းပြမယ်ဟုတ်ပါပြီလောတဲ့အဲ့ရလေးရင်သိမ့်မအောင်ဖေဒါကျွန်တော်ပြောနေတဲ့ကျွန်တော်လောက်ထက်မဲ့ကျွန်တော်ရဲ့မမလေးမမမင်းထက်အတန်ကြီးလုံးတာရန်ရမ်းကြီးပါဘူးဖေရဲ့ပြီးတော့မမကျွန်တော်မှာကျေးဇူးတွေအများကြီးရှိတယ်လေမမကျွန်တော်ရဲ့ကျေးဇူးရှိဆိုရင်ဟုတ်ကဲ့ဖေရဲ့အဲအကြောင်းပါဩကျေးဇူးရှင်ကိုမင်းကလေးနဲ့ရှိလို့ပေါ့ဟာအဖွားနဲ့ဘိုးနဲ့ကလေကြိုက်ပြီးယူလာလားအိမ်ကပေးစားထားလားအိမ်ကပေးစားတာပဲဟဲ့အဖွားချစ်သူမထားရတဲ့ပေါ့နင်းအဖိုးကငါတစားမှချစ်တာမဟုတ်ဩဖွားကလည်းမကောင်းတာเนาะမချစ်တဲ့သူနဲ့အတူတူနေနေရတယ်ဒါပေမဲ့အခုအဖွားကတော့ပြောနေပါပြီသားရဲ့အဖွားကမချစ်တဲ့လူနဲ့လည်းအတူတူနေပြီးဘယ်လိုလုပ်ပြောနေရတော့ရှင်သားလေးတူတူလေးပြောပြမယ်အခုအဖွားမှာ Facebook ပေါ်မှာဘယ်နှစ်ယောက်ရှိရဲ့ညဘာလို့ဖုန်းမဆက်တာလဲမနေ့ကပြဿနာရှာတော့ဘာတူလဲဩမနေ့ကပြဿနာရှာတာနဲ့ပဲဖုန်းမဆက်တော့ဘူးပေါ့ကြားရလေအဲ့ဆိုလည်းနေနဲ့ကလည်းလမ်းခွဲမယ်လွယ်ရနော်လွယ်အောင်လုပ်တာဘာတူလဲဟာမလဲတော့ဘာတူလဲနားမလဲတော့နားလဲအောင်ရှင်းပြမှာဘာတူလဲဖုန်းမေးဇစ်တက်နေလို့ဖုန်းမခေါ်ရလေအဲ့ဒါကိုမသိတာဘာတူလဲမသိတာကိုသိအောင်ပြောမပြတာဘာတူလဲဘာဟေးငါကျွန်တော်ကြားနေရတယ်နော်ဟုတ်ပါပါ